ရွှေဟာလူတွေထင်သလိုအမြဲတမ်းအလင်းလက်လက်နေရာတွေမှာမတွေ့ရပါဘူးအများစုကတောက်ပတဲ့ကြောက်တွေမျက်စိနဲ့မြင်သာတဲ့ရွှေကြောတွေကိုပဲရှာကြပါတယ်ဒါပေမဲ့တကယ်ရွှေကတော့တခြားနေရာတွေမှာပုံနေတတ်ပါတယ်ကွဲအပ်နေတဲ့ကြောက်ဖြူတွေထဲမှာပြီးတော့အနက်ရောင်တဲတွေအနားမှာပါဒီနေရာမှာထူးဆန်းတာတစ်ခုရှိပါတယ်ကြောက်ဖြူနဲ့အနက်ရောင်တဲဟာဖြစ်ပေါ်လာတဲ့နီလန်းတွေလုံးဝမတူပါဘူးတစ်ခုကမြေအောက်ဖိအားနဲ့တပ်တုရည်တွေကြောင့်ဖြစ်လာတာပါနောက်တစ်ခုကတော့မြေရည်တွေကအချိန်ကြာလာတာနဲ့အမျှပစ္စည်းတွေကိုခွဲထုတ်ပေးရင်ဖြစ်လာတာပါဒါဆိုဒီနှစ်ခုဟာဘာလို့ရွှေနဲ့အတူတူထပ်ထပ်တွေ့နေရတာလဲအကြောင်းရင်းကတော့ရွှေဟာတဘာဝအရာပုံစံတစ်ခုလိုလိုက်နာနေလို့ပါမြေအောက်နှက်ထဲမှာပူပြင်းတဲ့အရည်တွေကအကွဲကြောင်းတွေကိုစီးဝင်ပြီးရွှေကိုကြောက်ကြားထဲမှာတူလောင်ထားတတ်ပါတယ်အချိန်ကြာလာတာနဲ့အမျှအဲ့ဒီကြောက်ကြောတွေကကွဲထွက်လာပြီးမြေရည်တွေကအလုတ်ဆက်လုပ်လာပါတယ်ရေတွေဟာအလေးချိန်လိုက်အရာတွေကိုခွဲထုတ်ပေးပါတယ်ပေါ်ပါတဲ့အရာတွေကိုဆေးချသွားပြီးလေးတဲ့အရာတွေကိုကြံခဲ့စေပါတယ်ရွှေဟာအလွန်လေးတဲ့သတ္တုဖြစ်တဲ့အတွက်အနက်ရောင်တဲတွေအနားမှာတဖြည်းဖြည်းစုဝေးလာပါတယ်ဒါကြောင့်ကြောက်ဖြူကရွှေဘဲကစားတယ်ဆိုတာကိုပြောပြနိုင်ပြီးအနက်ရောင်တဲကတော့ရွှေဘဲမှာရက်တန့်သွားတယ်ဆိုတာကိုပြောပြနိုင်ပါတယ်ဒီအချက်ကတင်းရဲ့မြင့်မြေပြင်ကိုမြင်တဲ့အမြင်ကိုလုံးဝပြောင်းလဲသွားစေပါတယ်နောက်တစ်ခါမင်းကအနက်ရောင်တဲနဲ့ကွဲအပ်နေတဲ့ကြောက်ဖြူတွေကိုတွေ့ရင်အဲ့ဒါဟာတာမန်ကြောက်စရင်မဟုတ်တော့ဘူးလို့သတိထားမိလာနိုင်ပါတယ်အဲ့ဒါဟာရွှေကသူ့ကိုယ်သူပုံးကွယ်ဖို့အသုံးပြုတဲ့တဘာဝစနစ်တစ်ခုလည်းဖြစ်နိုင်ပါတယ်နောက်တစ်ခါမင်းကအနက်ရောင်တဲကိုတွေ့ရင်အဲ့ဒါရွှေရဲ့လျှို့ဝှက်လမ်းကြောင်းတစ်ခုဖြစ်နိုင်ပါတယ်ဒီလိုတဘာလျှို့ဝှက်ချက်တွေကိုဆက်လက်ကြည့်ချင်ရင် channel ကို follow လုပ်ထားပါနောက်ထပ်ထူးဆန်းတဲ့အကြောင်းအရာတွေကိုမကြာခဏတင်ပေးသွားမှာဖြစ်ပါတယ်